အုံနောက်တော်မီကစားတက်တဲ့မြန်မာအသင်းကိုပြန်မြင်ရပြီခုနကပဲကန်သွားတဲ့မြန်မာလက်ဝင်းစင်ယူဆမ်ဖင်းအသင်းနဲ့ပုံမှန်ယူဆမ်ဖင်းအသင်းတို့ပွဲကိုအားလုံးပဲကြည့်ခဲ့ရမှာပါမြန်မာအသင်းကနှစ်ဘိုးပြတ်နဲ့အနိုင်ယူခဲ့ပြီးဘယ်ကိုကြည်ကောင်းတဲ့ပွဲတစ်ပွဲကိုမြင်နိုင်ရတာပါပဲအာရှဖလားခြေစစ်ပွဲပြေအုပ်စုကြီးမှာကြားရောက်နေတဲ့အကောင်းဆုံးနှစ်သင်းရှင်ပြိုင်တဲ့ပွဲဆိုသလိုနှစ်သင်းစလုံးရဲ့ရှင်ပြိုင်မှုတွေစိတ်ဓာတ်တွေသွင်းကိုတွေကလုံးဝကိုအမိုက်စားတွေဖြစ်ခဲ့တာပါဒီပွဲမှာနိုင်တဲ့အသင်းကနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာတေချာနေတဲ့အတွက်ကြောင့်လေပို့ပြီးတော့နိုင်ဆိုင်နေတာပါပွဲအကြောင်းကိုပြောမယ်ဆိုလက်ရှိယူဆမ်ဖင်းအသင်းကတဒန်းလိုက်မြန်မာနိုးသားအသင်းတွေထဲမှာစိတ်ဓာတ်အပြည့်အဝဆုံးနဲ့အကောင်းဆုံးရည်ချင်းရှိဆုံးလို့ပြောချင်ပါတယ်။ရှင်းရှင်းပြောရရင်လက်ဝဲစင်အသင်းထက်တော့ပိုပြီးတော့သဘောကျမိပါတယ်။ဘောလုံးကစားတာမပြောခင်ကိုဇာသမားတွေဟန်ပန်မှုရတွေစိတ်ဓာတ်ပြင်းပြမှုတွေတက်ကြွမှုတွေကကြီးနေတဲ့ပရိသတ်တွေပေါ်မှာတော့အာရမှုတွေခံစားရမှာပါ။ကစားဖို့ဆိုလည်းကွင်းထဲကကစားသမားတွေအကုန်လုံးကကစားကွက်ထဲမှာစီးပြောလိုက်ပါနေနိုင်တာကိုကြည့်ရတာပီတိဖြစ်စရာပါပဲ။အရင်တစ်ပွဲကတန်းအများကြီးတိုးတက်လာတာကိုလည်းမြင်ခဲ့ရပါတယ်။ဘောလုံးရတာနဲ့ဟိုကန်ထုတ်ဒီကန်ထုတ်ကန်နေပြီးအပြေးတန်တဲ့ကောင်ကပြေးအဲ့လိုမဟုတ်ပဲတယောက်ချင်းစီကဘောလုံးမပြတ်အောင်ဂိုင်းထားနိုင်ပြီးအလိန်ကောင်းစွမ်းရင်ပြင်းပြင်းနဲ့တိုင်မဲ့အုံမှန်အသင်းသားတွေကိုပညာပြခဲ့တာပါ